အိန္ဒိယကနေအင်ဒိုနီးရှားထိသွားပြီးစော်ညင်းခံရတယ်လူမိတ်ဆွေတို့စော်ညင်းခံရတာတော့နဲပါသေးတယ်။ကောင်မလေးရဲ့မာယာတွေအောက်မှာမျောပါသွားတဲ့ဒီမျိုးသားကအိန္ဒိယကနေအင်ဒိုနီးရှားထိတကူးတကလာခဲ့ပြီးမြဲကောင်မလေးရဲ့ညင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။အိန္ဒိယကဘလော့ဂါတယောက်ဟာသူ့ရဲ့အွန်လိုင်းမှာခင်မင်တဲ့အင်ဒိုနီးရှားရန်စမာကိုလက်ထပ်ခွင့်တောင်းမှုအတွက်ကီလိုမီတာ9000ကျော်အဝေးကနေခီးရှည်ကြီးကိုဖျက်ကျော်လာခဲ့ရပါတယ်။ဒီရန်စမာဆိုတာကလည်း TikTok မှာ1.1တန်းကျော် Instagram မှာ1သိန်းကျော် follower ရှိတဲ့နာမည်ကြီးတစ်ယောက်ဖြစ်ပါတယ်။ဘလော့ဂါကခီးပန်းလို့ရောက်ချင်မှာပဲလက်ထပ်ခွင့်တောင်းခဲ့ပြီးမြဲရန်စမာကချက်ချင်းညင်းပယ်လိုက်ပါတယ်။သူဟာအင်ဒိုနီးရှားရဲ့တင်းကျပ်တဲ့ delay တွေရှိတဲ့ဘဒူလူမျိုးစုကဖြစ်နေလို့ပါပဲ။ဒီဇလန်ကအချင်းနဲ့ထောင်စုနှစ်ချီထိမ့်သိမ်းလာတဲ့ရိုးရာ delay တွေကြားကခြားနားချက်ကိုပြသလိုက်တဲ့စိတ်ဝင်စားစရာဖြစ်ရတစ်ခုပါပဲ။ဒီနေ့မှာတော့အချင်းနဲ့မျိုးနွယ်စုရဲ့ရိုးရာဓလေ့ကြားကထူးခြားတဲ့စိတ်မကောင်းစရာတိုက်ဆိုင်မှုကိုဖြစ်စေခဲ့တဲ့တကယ်ဖြစ်ပျက်တစ်ခုကြောင့်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အိန္ဒိယဘလော့ဂါဟာအွန်လိုင်းကနေစတင်ခဲ့တဲ့ဒီအချက်တွင်ဘလောက်အလေးနက်ထားနေဆိုတာကိုကီလိုမီတာ9000ကျော်ခီးနှင်လာတာကသက်သေပြခဲ့ပါတယ်။ဒီခေတ်ကြီးမှာအွန်လိုင်းကနေချစ်ကြိုက်ပြီးလက်ထပ်ကြတာဟာမဆန်းတော့ပေမဲ့ဒီလိုယဉ်ကျေးမှုမတူညီတဲ့အကွာဝေးများတဲ့ဆက်ဆံရေးတွင်လူတစ်ယောက်ဟာသူ့ရဲ့အချက်တွင်အတမဝဲကြောင်းဖြစ်တဲ့ဘလော့ဂါဘဝကိုခဏရပ်ပြီးခီးထွက်လာတာဟာတကယ့်ကိုစွန့်စားမှုတစ်ခုပါသူဟာအချစ်တွင်ယုံကြည်မှုအပြည့်နဲ့ရောက်လာခဲ့ပေမဲ့ရတ်စမာရဲ့ဘဝမှာအချစ်တက်ပို့ပြီးအရေးကြီးတဲ့တားဆီးတစ်ခုရှိနေခဲ့ပါတယ်။ရတ်စမာဟာအွန်လိုင်းမှာနာမည်ကြီးတစ်ယောက်ဖြစ်နေပေမဲ့သူမဟာဘဒူလူမျိုးစုရဲ့သမီးပြိုတူပါ။ဘဒူလူမျိုးစုဟာအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းမှာနေထိုင်ကြတဲ့အလွန်တင်းကျပ်တဲ့ရိုးရာဓလေ့တွေကိုထိမ့်သိမ်းထားဆဲမျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ဘဝပုံစံကိုပီကူကူလို့ခေါ်တဲ့ဘိုးဘေးတွေရဲ့မူရင်းစည်းမျဉ်းတွေနဲ့လုံးဝထိန်းချုပ်ထားပါတယ်။ဘဒူလူမျိုးစုရဲ့ရိုးရာစည်းကမ်းတွေထဲမှာအရေးကြီးဆုံးတစ်ခုကတော့လူမျိုးစုပြင်ပကလူနဲ့လုံးဝလက်ထပ်ခွင့်မရှိဘူးဆိုတဲ့အန်တိုဂမီမျိုးနွယ်စုတွင်လက်ထပ်ခြင်းစနစ်ပါပဲ။ဒါအပြင်သူတို့ဟာခင်မီနည်းပညာတွေကိုညှင်းပယ်ထားပြီးလျှက်စမီဖုံးတဲ့ရင်းမျိုးမျိုးကိုတော့အလွယ်တကူသုံးမပြပါဘူး။ရန်စမာအနေနဲ့ဒီဘလော့ဂါကိုလက်ခံခဲ့ရင်သူမဟာရိုးရာစည်းကမ်းကိုချိုးဖောက်ရာလျှောက်ပြီးသူမရဲ့မျိုးနွယ်စုဘဝကနေဆွလွတ်ရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရမှာပဲဖြစ်ပါတယ်။ဒါဟာအွန်လိုင်းမှာနာမည်ကြီးပေမဲ့ရိုးရာကိုအလေးထားတဲ့ဘဒူသူလေးအတွက်တော့ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါပဲ။ဒီဇလန်ကကျမတို့ကိုစဉ်းစားစရာတွေပေးခဲ့ပါတယ်။တယောက်ကချစ်ချင်းမြတ်တာအတွက်ကီလို9000ခီးနေလာတယ်။နောက်တစ်ယောက်ကကိုလူမျိုးစုရဲ့ထောင်စုနှစ်ချီထိမ့်သိမ်းလာတဲ့ရိုးရာကိုမချိုးဖောက်နိုင်ဘူးဆိုပြီးခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်။ဒီအချိန်ဒီမှာဘသူဘက်ကမှန်လဲဘသူဘက်ကမှားတယ်ပြောဖို့ခက်ပါတယ်။ဒီကိစ္စကခင်မိတဲ့ပုဂ္ဂလိကလွတ်လပ်မှုနဲ့လူမျိုးစုတစ်ခုရဲ့ပေါင်းစည်းတည်တံ့မှုကြားကထာဝရပဋိပက္ခကိုပြသနေပါတယ်။ပရိသတ်ကြီးတို့ရောဒီလိုအခြေအနေမျိုးကြုံရင်ဘယ်လိုလုပ်ကြမလဲချစ်ချင်းမြတ်တာကိုရွေးမလားဒါမှမဟုတ်ကိုယ့်ရဲ့ရိုးရာနဲ့မျိုးနွယ်စုကိုရွေးမလားတင်ရဲ့ထင်မြင်ချက်ကို comment မှာရေးပေးခဲ့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးဘဝတုတ္တရစီမဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Croppy Entertainment Channel လေးကို like and follow လေးလုပ်ခဲ့ပေးကြပါဦးနော်